Korintu ora sa Brahma sang akhan ji 3အပိုက်ငယ်6နဲ့ခွန်မှာငါဒီစိုက်ပျိုးတော်သူဖြစ်အာပေါလုဒီရေလောင်းတော်သူဖြစ်အပင်ကိုကြီးပွားစေတော်သူကဖယားသခင်ပေသည်အပိုက်ငယ်9မှာဘာပြောလဲဆိုတော့စိုက်ပျိုးတော်သူလည်းမတတ်နိုင်ရေလောင်းတော်သူလည်းမတတ်နိုင်ဘယ်သူတတ်နိုင်လဲကြီးပွားစေတော်မူသောပြောပါဖယားသခင်သားလေHallelujah ဘသူအားဖြင့်ဖယားသခင်အားဖြင့်တတ်နိုင်တော်မူတယ်ရေလောင်းတိုင်းဖြစ်တာမဟုတ်ဘူးစိုက်ပျိုးတိုင်းဖြစ်တာမဟုတ်ပညာတတ်တိုင်းလည်းလုပ်ဖြစ်တာမဟုတ်ဘူးအင်္ဂလိပ်စကားပြောတတ်တိုင်းလည်းနေရာရတာမဟုတ်ဘူးအကြံဉာဏ်ရှိတိုင်းလည်းထားမြောက်တာမဟုတ်ဒါမဲ့ကြီးပွားစေတော်မူသောဖယားသခင်သားလည်းတတ်နိုင်တယ်ဖယားတတ်နိုင်ခြင်းနဲ့သူ2020နဲ့ငေါထားပြီး2026ကူမြောက်တော့မယ်ပြောပြပါဦးဒီမှာရှိမိသားစုတွေအတူကပြောရအောင်နော်ကျွန်ုပ်ဒီကောင်းသောမြေဖြစ်ပါယနေ့ကြသောနှုတ်ကပတ်တော်ဒီကျွန်ုပ်သက်တာ၌ကောင်းသောမြေ၌ကြသောမျိုးစိကဲ့သို့အစတရားရိတ်သိမ်းရမည်ဖြစ်ကြောင်းယေရှုနာမဖြင့်ယာယူလက်ကုပ်ဒီပြစိတ်ခပေးဟာလေလုယာဟာလေလုယာရောက်တိုင်းဖျားကောင်းကြီးပေးပါစေဖယားကပဲကြီးပွားစေတာနော်အာမင်သို့တော်မမေ့နဲ့တင်းလို့တော့တင်လို့ရမယ်အာမင်ရှင်ပေါလုပြောတာရှင်းလေးအပိုင်ငယ်6မှာဗာပြောလေငါကစိုက်ပျိုးတော်သူအာပေါလုကရေလောင်းတော်သူဒါပေမဲ့အပင်ကိုကြီးပွားစေတော်သူကဘုရားသခင်အတင်းတော်တင်လာဖို့မလိုဘူးလားလိုတယ်ဒါပေမဲ့တင်းကိုကျမ်းမာစေဖို့ဘယ်သူတာဝန်ယူမလဲဘုရားတာဝန်ယူမယ်တင်းရဲ့လုပ်ကိုတင်လုပ်ဖို့မလိုဘူးလားလိုတယ်ဒါပေမဲ့အလုတ်ကြောက်ကောင်းစားမယ်ထင်ပြီးဇောမကတ်နဲ့လောဘမတက်နဲ့တင်းရဲ့မျက်မှောက်ပြုခြင်းကအလုတ်ဖြစ်သွားရင်ဇောကတ်မယ်လောဘတက်မယ်အတ္တတွေဝင်လာမယ်မကျေနပ်တာတွေဝင်လာမယ်ဘယ်အချိန်မှလဲတင်းကိုကောင်းကြီးတကယ်ပေးမှဖရားလို့တင်မသိဘဲနဲ့အလုတ်ထင်သွားရင်သူများတင်းစကြက်လူမှာဘာမှညာမှာတင်းစိုးရိမ်မှာဆိုတော့ဒီနေ့တင်းရဲ့အချုပ်ကိုတင်သိရမယ်တင်းထဲမှာခရစ်တော်အပြင်ကြီးပွားစေသောဝိညာဉ်ရာရှိတယ်ကြီးပွားစေသောဗီဇရှိတယ် Praise the Lord သူများတွေကပြောလိမ့်မယ်တနိုင်ဝါဖြစ်တယ်နော်နင်ဒီတိုင်းဆိုရင်အလုတ်မှာဘလို့ဖြစ်မလို့ညာဖြစ်မလို့ငါအလုတ်သစ္စာရှိနော်တင်းတတာထဲမှာအလုတ်ကိုသစ္စာရှိလုပ်ပါနော်ဖြူစင်စောနဲ့လုပ်ပါအလုတ်ဇောမကတ်နဲ့လောဘမတက်နဲ့သူများကိုလည်းမချေမနဲ့တွေမဖြစ်နဲ့တင်းရဲ့ဦးထိတ်ထားရတင်းကယူဆိုင်မဲ့ရပါလေဖျားပဲ Praise the Lord ဘာကြောင့်ဆိုတင်းရဲ့ကြီးပွားခြင်းကောင်းစားခြင်းထိုးဖောက်ခြင်းအနာဂတ်အလုံးဘုလက်ထဲမှာရှိလေဖျားလက်ထဲမှာရှိဖယားထဲမှာတင်းရဲ့မနဲ့ပြန်ကအကုန်စီစဉ်ထားတယ်ဒါကြောင့်မို့ရှင်မာသက်ခန်းချမှာခရစ်တော်ပြောတာပေါ့နှစ်ပြန်နဲ့အတွက်မစိုးရင်လည်းလို့ပြောတဲ့အခါမှာတင်းကိုနော်နှစ်ပြန်မစိုးရင်လည်းဆိုပြီးဒီနေ့တင်းကိုနှစ်သိမ့်နေတာမဟုတ်နှစ်ပြန်နေ့ကို तू ကြိုပြီးတင်းအတွက်ကောင်းကောင်းတိုင်တွေပြီးသားဖြစ်လို့အာမင် praise the Lord တင်းအိမ်မှာဧည့်သည်ထမင်းစားဖို့ဖိတ်တဲ့အခါမှာသူရောက်မှချက်လားသူမရောက်ခင်ကြိုချက်ထားလားမရောက်ခင်ကြိုချက်ထားတယ်အဲ့တေကိုဖိတ်ထားတယ်ဆရာအိမ်လာလဲပါညနေ9နာရီညနေစာစားရအောင်လဲပြောပြီးကျွန်တော်ရောက်တာနဲ့ပဲလေအခုမှဈေးသွားဝယ်မယ်ဆိုတော့အချင်းမကောင်းနော်ဆရာလေးရောက်လာဟုတ်တာပဲအခုမှဈေးသွားဝယ်ရတော့မယ်ဆိုတော့တေချာပြီကျုပ်10နိုင်7နိုင်မှစားတော့မယ်ဖယားကတင်မဖြစ်ခင်before the foundation of the world လောကကြီးကိုအုံမြင့်မချခင်ကပင်တင်းအတွက်အလုံးစုံကျမ်းစာမှာပြောလဲဆိုတော့ဒီ epic ကျမ်းမှာ predestined ကြိုတင်ခွဲခန့်ပြင်ဆင်ပြီးပြီ praise the Lord ဒါကြောင့်နှစ်ပြန်နေ့ကိုမစိုးရင်လည်းလို့ပြောတာ amen ကြောက်ဖြတ်ရှိကောင်းကြီးပေးပါစေဒါကြောင့်တင်းအလုံးစုံမကတ်နဲ့သာသမီဇောမကတ်နဲ့အတင်းတော်ဇောမကတ်နဲ့ဘယ်ရာကိုမှတင်းစိတ်ထဲမှာမဆွဲလဲဖယားပဲဆွဲလဲဖယားကိုပဲဥထိတ်တာဘာကြောင့်လဲတင်းရဲ့ကြီးပွားခြင်းဘုရားပဲလာမလဲဖယားဆရာပဲလာမယ် praise the Lord ဒီကျမ်းစာမှာဘာပြောလဲဖယားကပဲကြီးပွားစေနိုင်တယ်တင်းသားသမီးကိုဘာပြောရမလဲဖယားပဲနင့်ကိုကြီးပွားစေနိုင်တယ်ဒါကြောင့်ဖယားအကြောင်းတင်းသားသမီးကိုပြောပြစာလံ80နဲ့ငါအပိုက်ငယ်7နှစ်မှာအကယ်စင်စစ်ထာဝရဘုရားသည်ကျေးဇူးပြုတော်မူ၍ငါတို့မြေသည်မိမိဗန္တာကိုပေးလိုက်မယ်အာမင်
အကယ်စင်စစ်ထာဝရဘုရားကယေရှုပြုမှာတင်းရဲ့မြေကတင်းကိုသဘောကောင်းလာမှာသူများမြေလို့မပြောတင်းရဲ့မြေပဲဒါပေမဲ့အဲ့ဒီမြေကြီးကိုတင်ကပိုင်ပေမဲ့မြေရဲ့ကောင်းကြီးကိုတင်မပိုင်နားလည်လို့ရလားငါတို့မြေဒီမိမိဘန္တာမြေရဲ့ဘန္တာတင်းစီရောက်လာဖို့မြေကိုတော့တင်ပိုင်တယ်ထားပါတော့လုပ်ငန်းကိုတင်ပိုင်တယ်အဲ့ဒီအလုတ်ကတင့်ကိုကောင်းကြီးဖြစ်ဖို့တင်မပိုင်သားသမီးကိုဖျားတင့်ကိုပေးတယ်အဲ့သားသမီးကတင့်ကိုကောင်းကြီးဖြစ်ဖို့တင်မပိုင်ဘယ်သူကျေးဇူးပြုဖို့လို့လဲဖျားငါတို့မြေပဲဒါပေမဲ့ဖျားကျေးဇူးမပြုရင်ခေါင်းပါမယ်ဖျားကျေးဇူးမပြုရင်ခြောက်သွေ့မယ်ဖျားကျေးဇူးမပြုရင်အသီးတွေကချူချမယ်ချီနေမယ်မျက်နှာပန်းမလားစေဒါပေမဲ့ဖယားကဂျေဇုပြုလာတဲ့ခါမှာငါတို့မြေကငါတို့ကိုကောင်းတဲ့ရာပေးလာမယ် Praise the Lord Hallelujah တင်ကိုခန္ဓာကိုတင်ပိုင်ပေမဲ့တင်ကိုခန္ဓာရဲ့ကောင်းကြီးတင်ရချင်တယ်ဆိုရင်ဖယားနေရပေး Amen တင်အလောက်အင်္ဂလိပ်စကားတတ်တယ်တင်အလောက်စဉ်းစားတတ်တယ်အဲ့ဒီစဉ်းစားတတ်တဲ့ຢာကတကယ်ကောင်းကြီးဖြစ်ဖို့အတွက်ဆိုရင်ဖယားနေရပေးအရန်အောင်တော့ကောင်းလိုက်တာတပည့်ကလေးချဖို့ပဲဖြစ်သွားတယ်ဒီကလေးရစကားတတ်တာပဲတရားဟောဆရာဖြစ်တင်တာဒါပေမဲ့ဟိုလူလိန်ဒီလူလိန်မဖြစ်သွားတယ်ဒီတယောက်ရန်တော်တယ်နော်ဒါပေမဲ့သူများအတွက်ဒုက္ခရောက်ဖို့ဖြစ်သွားတယ်ကိုတော်တဲ့ຢာကိုတတ်တဲ့ຢာတောင်ဖျားနေရမယူရင်ကိုယ့်ကို increase ကြီးပွားဖို့ကြောင့်မဖြစ်စေဘူးဒီနေ့ခိုးဆိုးလူနိုင်မဟုတ်တာလုပ်တဲ့လူတွေကလည်းအယူတွေမဟုတ်ဘူးနော်တော်လို့တာတိလားတော်လို့တော်ယုံတိုင်အောင်လူတယောက်လိန်ဖို့ဆိုလွယ်တဲ့ကိစ္စမလို့သူတို့လေလိန်နိုင်တဲ့အစွမ်းအစသူတို့မှရှိလို့လိန်တာဒါမဲ့အဲ့လိုလိန်နေမဲ့စားအဲ့ဒီအုံနောက်သွေးခေါ်မှုပညာကိုသူများတွေတက်တာထူမဖို့အသုံးပြုရင်အင်မတန်မှကောင်းကြီးဖြစ်မှာဒါမဲ့ဖယားနေရာမြူတဲ့ကမှာသူ့မြေတော့သူပိုင်ပေမဲ့အဲ့ဒီမြေကြီးရဲ့ဘဏ္ဍာသူမစားကြောက်ဖျားရှင်ကောင်းကြီးပေးပါစေဒါကြောင့်ထာဝရဘုရားရဲ့ကျေးဇူးတော်ကြောင့်တင်အမေရိကရဲ့ဘဏ္ဍာကိုစားမှာဖြစ်တယ်တင်လောက်တဲ့အလုပ်ရဲ့ကောင်းကြီးကိုတင်ရိတ်တင်ရမှာဖြစ်တယ် Praise the Lord တင်သားသမီးရဲ့တင်ရဲ့စပွဲပတ်လည်မှာလုံးဝအားကောင်းပြီးပွင့်တဲ့စွန်ပလွန်ပင်ကဲ့သို့ဖြစ်မှာဖြစ်တယ် Amen စွန်ပလွန်ပင်လို့ဘာကြောင့်သုံးတယ်လဲဆိုတော့ဂန္ဓရကိုနိုင်တဲ့အပင်ကစွန်ပလွန်ပင်ဖြစ်နေလို့ Amen ဂန္ဓရဆိုတာလေချမ်းတိုက်တယ်ရေကရှားတယ်ဒါပေမဲ့စွန်ပလွန်ပင်ကအပေါ်မှာတပေစွန်အောက်မှာ10ပေလောက်အမြင့်ဖြားတယ်ဂန္ဓရလေဘလောက်တိုက်စွန်ပလွန်ပင်ကိုလဲပြိုအောင်မလုပ်နိုင်တင့်သားသမီးတွေကလောကရန်မခံရမှာမပြောလောကရန်ဖြစ်စည်းလို့မရတဲ့သူတွေဖြစ်မှာ Praise the Lord တင်ကောင်းကြီးကပြဿနာမရှိမှပြောတာမဟုတ်တင်အလုံးမှာပြဿနာမရှိလို့တင်ကောင်းကြီးဖြစ်မှာပြောတာမဟုတ်တင်အလုံးမှာပြဿနာရှိလေဘုရားကတင်ကိုဆက်ပြီးထူမှာဆက်ပြီးပန်းနိုင်ကိုပို့တလန်135ပိုင်းငယ်73လောက်မှာထာဝရဘုရားကိုကြောက်ရွံ့တော်သူအကြီးငယ်တို့ကိုကောင်းကြီးပေးတော်မူမယ်ဆက်လေးမှာထာဝရဘုရားသည်တင်တို့နဲ့တင်တို့သားမြေတို့၌မင်္ဂလာကိုတိုးပွားစေတော်မူမယ်ဟာလေလုယာထာဝရဘုရားကဘသူအပေါ်မှာတင်နဲ့တင့်သားမြေအပေါ်မှာဘသူရဲ့မင်္ဂလာတင်မင်္ဂလာမဟုတ်သူ့မင်္ဂလာကိုတိုးပွားစေမှာ Praise the Lord အသင်းတော်လာတဲ့ကာမဒီအလိုက်ရဲ့မင်္ဂလာတင်မှာတိုးပွားမဟုတ်ဖခင်ရဲ့မင်္ဂလာတိုးပွားမှာ Praise the Lord Hallelujah the Lord shall increase you more and more you and your children တင်ကိုဖခင်ကမင်္ဂလာမှာတဆပြီးတဆတိုးခိုင်းလာတဲ့ခါမှာဘလောက်တောင်တိုးသွားလဲဆိုတော့တင်မဲမင်္ဂလာတိုးတာမဟုတ်တင်သားသမီးတွေတောင်ရှံထွက်သွားမှာတော့ပြောတာ Praise the Lord တင်ဒီဖခင်ကြောင့်မင်္ဂလာ၌တိုးပွားတော်သူဖြစ်တယ်ငါကောင်းကိုစီနဲ့လိန်တော်မူတယ်ငါခွက်ဖလားကဘာဖြစ်လဲရှံထွက်တယ် Amen ဖခင်ကတင်ကို increase တိုးပွားစေတဲ့ခါမှာဒီမှာဘာပြော The Lord shall increase you more and more တင်တဆတိုးလာတဲ့အတွက်တင်တိုးလာတဲ့ຢာကရှံထွက်ပြီး you and your children will also receive the increasement of God ဖယား၌လာတဲ့အဲ့ဒီတိုးပွားခြင်းကိုတင်သားသမီးတောင်ခံစားမှာ Amen Praise the Lord ဖယားအယံကောင်းကြီးပေးခြင်း
မျိုးဆက်ကောင်းကြီးပြင်ဘလောက်ပေးလဲဖရားအထောင်အတောင်းပေးတယ်ဖရားနော်အာမင်ဒါကြောင့်ဒီနေ့သင်ဟာဘလောက်ကောင်းကြီးဖြစ်လဲဆိုတော့ကိုနားလဲပါဟာလေလုယာသင်ကြောင့်သင်မိသားစုရှံထွက်မှာဖြစ်တယ်သင်ကြောင့်သင်မျိုးဆက်တွေကမင်္ဂလာပြေဝမှာဖြစ်တယ်သင်ကြောင့်သင်မိသားစုထဲမှာမျိုးဆက်တွေထဲမှာချီနေတဲ့လူတွေချူချတဲ့လူတွေလမ်းဘေးရောက်တဲ့လူတွေမရှိတော့မှာဖြစ်တယ်ဟာလေလုယာသင်ဟာထိုကဲတော့တကားဖွင့်ဖို့ဒီနေ့ဖခင်ရဲ့ဂျေဇုတော်ကြီးမားစေမဲ့ဖခင်ရဲ့မင်္ဂလာကိုအထူးသဖြင့်တိမ်ပိုက်နေတော်သူဖြစ်တယ်။ကြောက်ဖျက်ရှင်ကောင်းကြီးပေးပါစေ။ဟေရှာယအခန်းကြီး30ပိုင်းငယ်23မှာအင်းဒီလက်ကျဲသောမျိုးစေ့ဖို့မိုးကိုရွာစေတော်မူလိမ့်မယ်။ Praise the Lord ဒီမှာအလုပ်လုပ်တဲ့လူတိုင်းအောင်မြင်တယ်မထင်နဲ့နော်။သင်အလုပ်ကိုဖခင်ဂျေဇုပြုမှနော်။သင်မြေပဲမြေရဲ့ဗန္တာသင်စီရောက်ဖို့ဖရားလိုတယ်အလုံးလုံးနေတာပဲခရီးပေါက်ဖို့ဖရားလိုတယ်အလောက်ကိုကြီးဇောမကတ်နဲ့ဖရားနဲ့ချိန်ယူသင်အလောက်ကသင်ကိုပြန်ပြီးကောင်းကြီးဖြစ်လာတယ်သင်လင်နဲ့မျိုးစိကျဲတဲ့ခါမှာလိုအပ်တဲ့မိုးဘသူပေးမလဲဖရားအာမင်မဟုတ်ရင်သင်ရဲ့မျိုးစိကမိုးရေလိုအပ်ပြီးတော့6သွေးစော်နဲ့မကြီးလာတော့ကြီးလာတော့လည်းတခါတည်းစထွက်တုံးပဲရှိသေးတယ်အညောင်ကလေးကပိုးတက်နေပြီအညောင်လေးထွက်တာတော့မှလပပမထွက်နိုင်ဘူးဖြစ်သွားမယ်အဲ့ဒီအတွက်ဘုရားဘာပြင်ဆင်ပေးလဲမိုးကိုရွာစေမယ်မြေအသီးနှံမှဖြစ်တော့ဘာလဲမိုးကိုအလွန်ကျွယ်ဝစွာပေးသနာတော်မူမယ်သင်ကသူများအတွက်ပေးရလူရတော်သူဖြစ်လာတော့မှာ Praise the Lord ဘာကြောင့်လဲလိုအပ်တဲ့မိုးကိုဘုရားပြင်ဆင်ပေးမယ်တင့်မြေကတင့်ကိုဗန္နာတွေပေးတဲ့ခါမှာတင့်အိမ်မှာတင့်ရဲ့စပကြီးမှာချီးမွမ်းစရာတွေအများကြီးပြည့်ရှံလာမှာHallelujah. ဘုရားကတိတိုးနွားတို့ဒီဘာလို့မလဲကျေသောအရက်၌ကျက်စားရကြလိမ့်မယ် Amen. တင်းရဲ့တိုးနွားပိုင်ဆိုင်မှုတွေကကြည့်နော်ကိုကကောင်းကောင်းလေးနော်ကျွန်တော်ဒီမှာကိုတိုင်ကမကြွယ်ဝတဲ့ခါမှာကိုစီလာကတ်တဲ့အကောင်တွေတောင်မှပိန်ချုံလာတယ်ကိုတိုင်ကဖရားထဲမှာနော်ဝိညာဉ်ရမှာမကြွယ်ဝလာတဲ့ခါမှာကိုနဲ့ဆက်ဆိုင်သောသူတွေကစိတ်တကြဖို့တွေပဲဖြစ်လာအနှုတ်လက္ခဏာတွေပဲဖြစ်လာတယ်ကျွန်တော်ဆိုဘလောက်ပဲသူချမ်းသာတာဘလို့ပဲအပြင်ပန်းကောင်းကောင်းသူ့ထဲမှာနှုတ်ကပတ်တော်နဲ့ကျွန်တော်ကိုဝအောင်မကြွေးနိုင်ဆိုအဲ့လူနဲ့ကျွန်တော်မပေါင်းချင်ဘူး။ဘာကြောင့်လဲကျွန်တော်ဘာချူချသွားလိမ့်မယ်။အလကားနေကျွန်တော်ကိုမုတ်တာတွေပဲကြွေးပြီးတော့ကျွန်တော်ကိုဘာပင်ပန်းစေလိမ့်မယ်။ဒါနဲ့ဆိုင်ရင်စုတောင်းနေတော့သူနှုတ်ကပတ်တော်ထဲမှာရှံထွက်တော့သူနဲ့ပေါင်းတဲ့ထဲကဝိညာဉ်ကအားကောင်းပြီးတော့တင်အောင်ပွဲစင်ဖို့ဖြစ်လာမှာ။ Praise the Lord တဲ့အိမ်မှာမုတ်တွေနဲ့အလွန်ကြွယ်ဝလာပြီဆိုရင်သင်တိုးနွားတွေအတွက်တောင်ဘာဖြစ်လဲကျေတော့ရဲ့၌ကျက်စားလာလိမ့်မယ်စပကြီးတွေချက်ထွန်လာတော့မှာ Praise the Lord သင်လုပ်ငန်းကိုဖျက်ကောင်းကြည့်ပေးလာတဲ့အခါမှာလုပ်ငန်းတွေချက်ထွန်လာတော့မယ် Praise the Lord နော်တကယ်နောက်မကြခင်အဲ့လုပ်ငန်းတစ်တွေလာမယ်လုပ်ငန်းတစ်တွေလာမယ်လုပ်ငန်းတစ်တွေလာမယ်လုပ်ငန်းတစ်တွေနော်တစ်ချိန်မှာအားလုံးကကြည့်လိုက်အေးဆေးပဲဟာအားတလို့ပဲမထင်တဲ့လုပ်ငန်း၅ခုလောက် run တဲ့လူတွေနော်ဖြစ်လာတော့မှာ Hallelujah ကြီးမားမယ်ဘာကြောင့်လဲဖခင်ကကြီးမားစေတယ်ဗျာဖြစ်လို့ Amen ဖခင်နဲ့စတွေ့တဲ့နေ့ကစပြီးဆရာကျွန်တော်တို့ပြီးဒုက္ခရောက်လာတယ်ဘုရားနဲ့စတွေ့တဲ့နေ့ကပြီးတော့ဆရာကျွန်တော်တို့ကမိသားစုထဲမှာပို့ပြီးခက်ခဲလာတယ်ဆိုရင်တင်တွေ့တဲ့ဘုရားနဲ့တင်နဲ့လွဲနေတာလားဒါမှမဟုတ်တင်တွေ့တဲ့ဘုရားကိုတင်တိတာလွဲနေတာလားအဲ့တခုခုပဲတေးကြတယ်ဘုရားနဲ့ကျွန်တော်စတွေ့တဲ့နေ့ကစပြီးကျွန်တော်ဘဝကမတည့်ရဖို့ကြောင်းဖြစ်လာတယ်ဘုရားကိုကျွန်တော်ပို့သိတဲ့နေ့ကစပြီးကျွန်တော်အထဲမှာရဲရင်ချင်းတွေစိတ်ချမှုတွေရောက်လာတယ်ဖယားနဲ့ပေါ်ကြောင်းဝင်လေအပြင်ကတိုက်ခိုက်မှုတွေမရှိတာမဟုတ်ဘူးစိုးရင်ခြင်းတွေမရှိတော့တာတုံလောက်ခြင်းတွေမရှိတော့တာဖယားနဲ့တိလေဆရာကျွန်တော်ဖြစ်ပါမလားဆရာနော်ဒီလိုဆိုရင်ဟောဖြစ်ပါမလားမဝင့်မရဲနဲ့ဘာမှမသိတယ်လို့ဒီလိုဖြစ်နေဆိုရင်ဖယားနဲ့ပိုတိအောင်လို့သင်ရှင်းသွားမှာဖြစ်တယ် Praise the Lord ဖယားနဲ့တိလာတဲ့ခါမှာဖယားယေရှုပြုမှန်တိတဲ့ခါမှာဖယားကြီးမားမှန်တင်တိတဲ့ခါမှာဖယားနဲ့သူနေရခြင်းကိုတင်ပို့ပြီးတော့မွေးလျော်လာမှာဖြစ်တယ်။သင်တကယ်ကြီးမားမယ်။အာမင်။အဲ့ဒီမှာရှင်ယောဟန်ခန်းကြီး3ပိုင်းငယ်30မှာဘာပြောလဲဆိုတော့သင်ရဲ့ပြောပေါင်း insight to increase in life you have to examine or check out your insight ကျုပ်ယုံကြည်သူတွေကအပြင်နဲ့အရင်သက်ရှင်တာမဟုတ်တော့အတွင်းနဲ့အရင်သက်ရှင်တာ Amen Praise the Lord အတွင်းနဲ့အာကြီးခြင်းကအပြင်ကိုထိန်ချုပ်လာမှာ Amen မိလနာဖြစ်မယ်လေပျော်ရောချက်ချင်းနော်လောဘတက်ပြီးတော့ငါမိလနာဖြစ်လို့တော့မမယ်လို့စကားမပြောတော့အဲ့လိုစဉ်းစားရင်အဲ့ဒီဥစ္စာအဆင်မပြေဘူး Amen
မီလီနာငါဖြစ်မြတ်ဖြစ်တော့ဖျားเจ้าလာမှာမဟုတ်ငါခီးပဲသွားတော့မယ်အဲ့လိုစိတ်ကူးတယ်ဆိုတော့အဲ့ဒီမီလီနာခီးစင်နည်းနည်းလေးကြန့်ကြာသွားလိမ့်မယ်ဘာကြောင့်လဲဖျားလှုပ်တဲ့လှုပ်ကအပြင်ပယောဂမျိုးကိုခွန်အားပေးတဲ့ရာလောဘမာနတွေကိုခွန်အားပေးတဲ့လို့ဖျားဘယ်တော့မှမလုပ်ဘူးအဲ့ဒါတွေကဇာတိကလုပ်တာမိယုပလာမွေးရပါထဲမှာအတ္တတွေမာနတွေလောဘတွေစကားနာမထောင်တာတွေအကုန်ပါပြီးပြီဖျားနေရယူလာမှတင်းဝိညာဉ်ထဲမှာကြီးပွားပြီးတော့ဖျားသဘောတွေပေါ်လာမှာဖျားနေရယူလာရောကဲတင်ချင်းလည်းရပြီးတဲ့နေ့ကစပြီးဒီကလေးပိုဆိုးလာတယ်ဆိုရင်အဲ့ဒီကဲတင်ချင်းကြောင့်သူဆိုးလာတာမဟုတ်ဘူးတိတ်ရထဲမှာကဲတင်ချင်းနဲ့ပတ်သက်ပြီးတော့တခုခုလွဲချော်နေတယ်တဲ့ပေးလိုက်ရှင်းသွားမှာဖြစ်တယ် praise the lord ဒီမှာဗတ္တိဇံယောဟန်ဘာပြောလဲထိုသခင်ဒီတိုးပွားခြင်းရှိရမယ်ငါမူကားဆုတ်ယုတ်ခြင်းရှိရမယ်ဘာကြောင့်လဲသခင်တိုးပွားရင်တင်လည်းတိုးပွားမှာမလို့အာမင်တင်ကြီးပဲတိုးခြင်းနေရင်သခင်မတိုးဘူးဆိုရင်တင်လို့မဖြစ်ဘူးဘာကြောင့်လဲကြီးပွားစေသောသူကတင်မဟုတ်ဘူးဘုရားပြလို့အာမင်တင်မြေကတင့်ကိုကောင်းကြီးဖြစ်ဖို့အတွက်တင့်မြေတွေကိုတင်လျှောက်တိုးချဲတိုင်းကောင်းကြီးမဖြစ်ဘူးဖယားထဲမှာတင်တိုးပြီးတော့တင်နဲ့ဆက်ဆိုင်သောရောက်တင်ခွာချလေလေတင်ထိန်ချုပ်မဲ့နယ်ပယ်တွေကြီးမားစွာပေါ်လာလေလေဖြစ်လိမ့်မယ်။ကြောက်ဖျက်ရှင်ကောင်းကြီးပေးပါစေ။ဒိုင်လာဘာကြောင့်ချီးမြှောက်ခြင်းတွေတစ်ခုပြီးတစ်ခုခံစားလဲဆိုတော့အကွက်တွေရန်တော်ပြီးတော့ဘယင်ရဲ့မျက်နှာตาရလို့မို့ဖယားရဲ့မျက်နှာตาရလို့ Praise the Lord ရှက်မရှက်ဘယ်နှကိုဘာကြောင့်လောင်တဲ့မီးတွေကိုရောက်ပေမဲ့အဲ့ထဲမှာကိမဆုံးလဲဆိုတော့နော်အဲ့ဒီမီးကအရန်တက်တာပြီးတော့အစင်ပြေတဲ့မီးဖြစ်လို့မို့ဖယားရဲ့မျက်မှောက်တော်ရှိလို့တင်းလိုက်မှာဖယားမျက်မှောက်တော်ရှိတယ်ဖယားမျက်နှာตาရှိတယ်တင်းနဲ့ဖယားသူရှိတယ်တင်းကိုပို့ဆောင်နေတယ်ဆိုမိတ်ဆွေကျွန်တော်ပြောပြမယ်ကြီးမားဆိုပြကြီးမြောက်မှာဖြစ်တယ် Praise the Lord အကြောင်း2026အခုအချိန်မီသေးတယ်အချိန်ယူပါစာနဲ့ရေးမှာ2026မှာကျွန်တော်နေ့တိုင်း10မိနစ်လား15မိနစ်နောက်ဆုံးအရန်ဝါပြည့်5မိနစ်ဆူတောင်းမယ်5မိနစ်နော်ကျန်းစာဖတ်မယ်โอเคစာပြီးလို့ထူချမှုမတွေ့เสียအကြောင်းမရှိဘူး Praise the Lord တင်းနဲ့ဖျားစင်ပြေပြီဆိုရင်တင့်မြေကလည်းတင့်ကိုစင်ပြေလာလိမ့်မယ်တင်းအလောက်ကလည်းတင့်ကိုစင်ပြေလာလိမ့်မယ်တင်းမြေကြီးအတွက်မျိုးစစ်တွေလိုအပ်တဲ့မိုးတင်ဖန်တီးလို့မရဘူးဘယ်သူမှမိုးဖန်တီးလို့မရဘူးဒါပေမဲ့ဖျားဖန်တီးလာလိမ့်မယ် Praise the Lord Hallelujah အဲ့ဒါကြောင့်တင့်တက်တာထဲမှာဖျားမြန်းမြန်းကြီးလို့ရမယ် setting လေးတွေ schedule လေးတွေဆွဲတာ Amen Hallelujah အလုတ်ကိုပို့ပြီးဆိုဆရာငါတို့ကောင်းကြီးဖြစ်မှာပြောတဲ့အတွက်ငါအလုတ်လုပ်မယ်မဟုတ်ဘူးယာကုပ်ကသူကောင်းကြီးဖြစ်မယ်လဲကြားရောဖျားဆုတောင်းတယ်ကိုရောကျွန်တော်ဘယ်လိုလုပ်ရမလဲအိမ်မက်မှာဖျားစကားပြောတယ်ပျောက်ကြားအကောင်တွေဘယ်လိုလုပ်ရမလဲဆိုတဲ့ပညာလဲဖျားပေးလိုက်ရောမွေးတဲ့အားကောင်းတဲ့အကောင်တိုင်းကပျောက်ကြားတွေဖြစ်သွားလေတိုးလေးတွေဖျားနဲ့အရင်ချိတ်ဆက်တင်းရဲ့တိုးစကြက်ငါရောက်ကတိရောက်ခမကြီးလာပန်းတော့ငါ့ကိုတိတ်တရာတဲ့လူမဟုတ်ဘူးငါသူ့သားစဉ်းစားနေဆိုတော့ငါတကောင်မွေးတိုင်းတကောင်ဖွက်ထားမယ်တကောင်မွေးတိုင်းအဲ့လိုမျိုးနဲ့ကောင်းကြီးမဖြစ်ဘူးသူဘာလို့လဲစွတ်တောင်းတယ်ကိုရောကျွန်တော်မဆပါဖယားကောင်းကြီးပေးမယ်ဆိုသူတွေ့ခါမှာမဆပါလဲပြောအိမ်မက်မှာဖယားသူ့ဖွင့်ပြပြီးတော့ဘယ်အပင်နဲ့ဘယ်ပင်လေးရောပြီးထားလိုက်နော်အဲ့ဒီတိုးတွေလာတဲ့ခါမှာသူတို့နော်ဒီဘလို့သူ့ကြည့်တဲ့ခါမှာသားသမီးတွေမွေးလာမလဲဆိုတော့ဖယားပညာလဲပေးရောနောက်ဆုံးဘလို့ဖြစ်လဲလာဘန်တို့ဆိုတော့Oh my God ပျောက်ကြားအကောင်းတွေအားလုံးကသူ့ဥစ္စာပြစ်ကုန်ပြီငါတို့ရဲ့စီးစိမ်တော်သူ့လက်ထဲပါအောင်ဖြစ်သွားတယ်သမုတ်တရားရဲ့ကြွယ်ဝခြင်းဤတင်ဖက်တို့ပြောင်းလဲပြီးတပားမျိုးသားတွေရဲ့စီစဉ်ဟာတင့်လက်ထဲရောက်လာမှာဖြစ်တယ်အာမင်ကြားဖျက်ရှင်ကောင်းကြီးပေးပါစေအဲ့ဒါတင်ပါလို့ရမလဲကျမ်းစာဖတ်ခြင်းဆုတောင်းခြင်းကိုရအောင်လို့အာမင်ဟာလေလုယာဟာလေလုယာနှစ်ကုံတော်ကျွန်တော်မပြောဘူးစပြီးလို့2026ကုန်စရာမလို့တင်လိုက်မှထူချလာလိမ့်မယ်အာမင်တင်ကိုယ်တိုင်တက်တည်ခံစရာမလို့ကျွန်တော်တို့မြင်လာမှာဖြစ်တယ်စပြီးတစုံတရာစလို့ဖယားနဲ့လှုပ်တဲ့နေရာမှာတင်ကြီးမားမားလှုပ်เสียမလို့ဖယားလိုတော်ရှိတဲ့လှုပ်ကိုလှုပ်တင့်ကိုကြီးမားဖို့ဘုရားတောင်းယူမှာအာမင်တင်ဘက်ကကြီးမားမားဆရာဖြစ်နိုင်ကျွန်တော်ကတရက်လုံးစာရှောင်ချင်တာအဲ့ဒါကြောင့်တခါမှစာမရှောင်အဲ့လိုလည်းမလုပ်နဲ့တရက်လုံးစာရှောင်မချင်ကိုစောင့်နေတာ10နှစ်ရှိပြီတခါမှမရှောင်ပြဘူးအဲ့ဒါနဲ့စာရင်တနက်ရရင်ဒီနေ့ငါရှောင်လိုက်မယ်အချိန်တွေကအလိုလိုနင်းပြောင်းလဲမှာမဟုတ်ဒါပေမဲ့တင့်ကြောင့်အချိန်တွေပြောင်းလဲလာအာမင်တင်းရဲ့ဆုတောင်းခြင်းကြောင့်တင်းရဲ့ခံယူချက်ကြောင့်တင်းဖျားပေါ်မှာထားတဲ့နှလုံးသားကြောင့်တင်းကအချိန်တွေကိုထိန်းချုပ်တော်သူဖြစ်လာအချိန်တွေကောင်းဖို့တင်ဆောက်ရင်တင်သာတေဝအချိန်နဲ့ဒီတိုင်းပဲကြံခဲ့အောင်ပါ
ဒါပေမဲ့သင်ကစပြီးအခြေအနေကိုဖျားသဘောနဲ့နှုတ်ကပတ်တော်နဲ့ဝိညာဉ်ရတဲ့သင်တုံ့ပြန်တဲ့အခါမှာမကောင်းနိုင်မဲ့အခြေအနေတောင်မှသင်ကြောင့်သင်ဆုတောင်းခြင်းကြောင့်သင်ဖျားပေါ်မှာထားတဲ့နှလုံးသားကြောင့်ပြောင်းလဲလာမှာအဲ့ဒါကြောင့်ပုံမှန်လို့သမားစိတ်နဲ့မနေတော့နဲ့အာမင်ရရဆဆစိတ်နဲ့မနေတော့နဲ့အာမင်ခိုးလို့ရန်ခိုးမယ်ချောင်းလို့ရန်ချောင်းမယ်လစ်လို့ရန်လစ်မယ်နော်စင်ကြီးလေးတွေပေးပြီးတော့ဟိုအဲ့လိုမနေတော့နဲ့ဖျားနဲ့သင်ရှင်းရှင်းလေးနဲ့နေသင်ခေရစပြီးတော့ကျွန်တော်အကောင့်စလုပ်နေပြီနော်ကောင်းတင်စလုပ်နေပြီရေတွက်နေပြီနော် praise the lord ကျွန်တော်ရမ်းစစ်လို့ရှားပေးနေတယ်အာမင်ဒါကြောင့်ကျွန်တော်ဘာလို့ဖို့လို့လဲ increase ဖယားကိုများများ increase လို့တင်ရဲ့ဝိညာဉ်နဲ့ပြောများများ increase လို့အာမင်ငါတို့မအားဘူးမအားတဲ့ကြောင့်တည်းမရှားပြီလာပင်ပန်ရှေ့ချိန်မှာလာဖယားဆာရှာဖယားနဲ့မိချမကချိန်ယူမဖြစ်ဖြစ်တဲ့နည်းနဲ့တင်ဖယားကိုလှုပ်လာပြီဆိုဖယားရဲ့တင့်ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ချီးမြှောက်လာမှာမဖြစ်နိုင်ဘူးဆိုတဲ့နယ်ပယ်မှာမှတင့်အတွက်လုပ်ငန်းကြီးတွေပေါ်လာမှာမိတ်ဆွေကောင်းတွေပေါ်လာမှာဖယားချီးမြှောက်ခြင်းနဲ့ခံစားမှာ hallelujah ဒါကြောင့်ကျွန်တော်ဘာလို့ရမလဲဖယားအထဲမှာ increase တိုးပွားစေရမယ်အာမင်နိကောခန်းကြီးလေးပိုင်ငယ်16ထို့ကြောင့်ငါတို့ဒီအာရော့စိတ်ပြည့်ခြင်းနဲ့ကင်းလွတ်ကြ၏အာမယောဘူးစိတ်မပြတ်ဘူးတဲ့ရှင်ပေါလုကကိုရိန္သုသင်းတော်ပြောတာအဲ့ဒါဆိုသူတို့အကုန်ဆင်ပြေနေလားမဟုတ်ဘူးဒီမှာဗာပြောလဲငါတို့ရဲ့အပြင်လူတွေဒီဇာတိယာတွေဖောက်ပြန်ပျက်စီးခြင်းတို့ရောက်တော်လဲအပြင်သဘောကမြင်ရတဲ့အရာထိလို့ရတဲ့အရာတိုင်းကယိုယိုပျက်စီးမဲ့ပျောက်သွားမဲ့အရာတွေပဲဖောက်ပြန်ပျက်စီးခြင်းတို့ရောက်တော်လဲဗာပြောလဲအတွင်းလူမူကတနေ့တစ်နေ့ပြုပြင်ခြင်းကိုခံရတယ်renew day by day တနေ့ပြီးတနေ့အထဲကအမြဲတမ်းအသစ်ဖြစ်နေတဲ့အတွက်အပြင်အရာတွေကဘလို့ပဲဖောက်ပြန်နေပါစေ we faint not ငါတို့ဘယ်တော့မှမချီးနဲ့ဘူးအာမယော praise the lord တဲ့ထဲကဝိညာဉ်အားကြီးလာတဲ့ခါမှာအမေရိကမှာကြောင်းမျိုးကြောင်းစီးပွားတွေအကုန်ပိတ်ရင်လေတင့်တယောက်တည်းဘုရားဖွင့်ပေးမှာဖြစ်တယ် hallelujahပတ်ဝန်းကျင်မှာရှိတဲ့လေတွေအားလုံးငါးတကောင်မှမရရင်လေပီတာရဲ့လေကိုတော့ဘုရားငါနဲ့ပြည့်စင်နိုင်တယ်အာမင်တင်းရဲ့ခြေတွေကပတ်ဝန်းကျင်ပယောဂနဲ့မဆိုင်ဘူး our world surrounding environments တင်းရဲ့ပတ်ဝန်းကျင်မှာရှိသောအရာတွေ shall or may perish ပျက်စီးကောင်းပျက်စီးလိမ့်မယ် but if your inward inside of you renew day by day in Godဖယားထဲမှာအမြဲတမ်းတင့်ထဲမှာရှိသောအရာကတက်ကြွလန်းဆန်းပြီးနှုတ်ပြနေတယ်ဆိုရင် you shall not be in faith သင်ချီးနေခြင်းထဲမှာရှိရမှာမဟုတ်ကြောက်ပြရှင်ကောင်းကြီးပေးပါစေ hallelujah သူများဒုက္ခရောက်တဲ့ချိန်ကဆိုးဆယ်မျိုးတွေရဲ့ချိန်ဂေါရှင်ရဲ့မှာတော့အေးအေးဆေးဆေးအားလုံးကပုံမှန်စားရတယ်အားလုံးကပုံမှန်မိသားစုတွေပြောတယ်ဟိုဘက်မှာတော့မိုးတိကျပြန်ပြီဟိုဘက်မှာတော့ဖားတွေတက်ပြန်ပြီဟိုဘက်မှာတော့ကျိုင်းကောင်တွေတက်ပြန်ပြီဒါပေမဲ့ဘုရားလူတွေရှိတဲ့ဂေါရှင်ရဲ့မှာတော့သူတို့ကတော့ဝါညနေကျရင်ငါတို့ဘာဘီကျူလုပ်ရအောင်မိသားစုတွေသူက enjoy နေရတယ်ဘုရားတီးတန့်ကောင်းကြီးပေးတဲ့ဘုရားနော်ကျွန်တော်အများအားပြောတတ်တယ်ဘုရားမှာ bad light ခြင်းမရှိဘူးဒါပေမဲ့ဘုရား uniquely specifically blessed ဘုရားတီးတန့်ကောင်းကြီးပေးတဲ့ဘုရားကြားလို့ရလားတင်နာထဲမှာကြားပါတီးတက်တင်းကိုဘုရားတီးတက်ကောင်းကြီးပေးမှာဘာကြောင့်လဲဘုရားအတွက်တင်တီးတက်အချိန်ယူလာလို့တီးတက်ဘုရားတင်ဆက်ဆံလာလို့ဘုရားတင်တက်လေးစားမှုပြလာလို့ဘုရားကိုတင်တီးတက်လေးဂါရဝထားပြီးတော့အမြဲတမ်းချီးမွမ်းလာတဲ့အခါမှာကောင်းကြီးလဲတီးတက်ရောက်တယ်တာရှိရောက်ရှိတာပဲယေရှဲမှာဒါပေမဲ့တစ်ချိန်လုံးချီးမွမ်းတဲ့ဒါဝိအပေါ်မှာတီးဘယင်ဖြစ်ခြင်းကောင်းကြီးရယေရှဲသားသမီးထဲမှာအားလုံးမဟုတ်ဘူးနော်ဝေလာတတိထားအားလုံးမဟုတ်တယောက်ပဲအဲ့ဒီတယောက်တော့ဘယ်သူလဲဖယားကိုတီးတက်လေးစားနေတဲ့တယောက်ချီးမွမ်းနေတဲ့တယောက်အယံဖယားနဲ့မွေ့လျော်နေတဲ့တယောက်2026တင်တီးတက်ကောင်းကြီးခံစားဖို့ရှိတယ် praise the lord တင်ဘက်ကဖယားကိုတီးတက်အချိန်ယူလာပြီဆိုရင်သူများတွေဘလို့ပဲဖြစ်ဖြစ်ဂေါရှင်ရဲ့ကဲတော့ပိတယုရဲ့လေကဲတော့ဒါဝိကဲတော့တီးတဲ့ဘုရားတင့်ကိုကောင်းကြီးပေးပြီးရွေးနှုတ်မှာဖြစ်တယ်ချီးမြှောက်မှာဖြစ်တယ်ကြောက်ဖျက်ရှင်ကောင်းကြီးပေးပါစေဒါကြောင့်တင့်ရဲ့ inward အထဲကလူအမြဲတမ်းအားကောင်းလို့ရမယ်အာမင်
တကယ်တော့ giant ကမတည်သွားပါဘူးဂေါလက်ကြီးကမတည်သွားပါဘူးဒါပေမဲ့ဒါဝိထဲမှာဖျားနိုင်အားကောင်းတဲ့ခါမှာဂေါလက်ကိုသူကြီးကြီးလို့မမြင်တော့တကယ်တော့ယောရှုနဲ့ကာလက်ထဲမှာပို့ပြီးခန္ဓာကိုယ်ကြီးတာဟိုကအာနာကတွေလူဘလူးတွေမှန်းတယ်ဒါပေမဲ့ဖျားနဲ့အမြဲတမ်းတွာလာနေတယ်ဖျားနောက်ကိုလုံးလိုက်တဲ့ကာလက်မတွဲလူဘလူးကတိတိလေးပဲဖြစ်သွားတယ်တင်းပြဿနာအရင်သေးစရာမလိုတင်းထဲမှာဖျားကြီးအောင်လုပ်လိုက်ပြဿနာဘလို့ပဲရှိတင်းလွယ်လေးကြိုင်သွင်းနိုင်ဖို့ဖျားပြင်ဆင်ပေးလာမှာဖြစ်တယ် Praise the Lord နောက်ဆုံးပြောပေါင်း invite ဒီလောက်ကြီးတဲ့ဘုရားတင်တက်တာထဲမှာမဖိတ်ခေါ်ချင်ဘူးလားခုတော့ရှိတယ်ဘုရားကိုနေရာပေးဖို့လို့ဟာလေလုယာကပောက်ကျန်ခိုင်းဆက်ရှက်ပိုင်ငယ်တင်မှာမရိတပိတ်ပင်အောက်မှာနေပူကြီးမှာအာဗြဟံကတကားချွေးတလုံးနဲ့နေတဲ့အချိန်မှာပုပ်ကိုသုံးခုသွားတာတွေ့တယ်အလေကတယောက်ကဘုရားတားခဲ့တော့ပဲချက်အာဗြဟံသွားပါသွားလို့လဲချက်ချင်းပြေးပြီးတော့သူ့အိမ်ကိုဝင်ဖို့ဖိတ်ခေါ်လိုက်တဲ့အချိန်မှာအဲ့ဒီလူတွေကချွေးတွေတိတ်ပြီးတော့အမောပြေတော့မပြောဘူးအာဗြဟံရဲ့ပိတ်နေသောဇနီးတဲ့ဆာရာဝမ်းနေပွင့်လာပြီးတော့အိုက်ဇက်ပြုသောယေမောချင်းကိုချီရတယ်သူ့အိမ်မှာအိုက်ဇက်ရောက်လာဖို့အာဗြဟံမသိဘူးနော်ဒါပေမဲ့သူလုပ်သမျှကအိုက်ဇက်ကိုပြင်ဆင်နေတာယောရှုမစာခန်းကြီးနှစ်မှာဖတ်တွေ့ရတယ်ရာခတ်ဖယားတရှုနှစ်ယောက်အခမ်းမိတဲ့အတွက်ရာခတ်မိသားစုကလွင့်တယ်မကရာခတ်ကခရစ်တော်မွေးဖွားလာမဲ့ genealogy မျိုးဆက်မှာပေါင်တဲ့မျိုးသမီးတယောက်ဖြစ်သွားတယ်ဖယားလူဖြစ်တဲ့အေလိရှေကိုအခမ်းလိုက်တဲ့အတွက်ရှုနေမြို့မှာရှိတဲ့တထေးမကြီးကအကုန်ရှိတယ်ဒါပေမဲ့သားသမီးမရှိဘူးတားရဲ့တနာလေးတနည်းပြောမျိုးစိတ်ရဖို့အကြောင်းဖြစ်လာတယ်ဒီနေ့တင်းရဲ့နေ့ရဲ့စင်တိုင်းမှာထို့ဘုရားကို invite ဖိတ်ခေါ်တော်သူဖြစ်ပါအာမင်ဘာကြောင့်လဲဆိုတော့တင်းဟာကြီးပွားမသူဖြစ်လို့တင်းဖိတ်ခေါ်တဲ့ဘုရားတင်းကိုကြီးမားစေမှာဖြစ်တယ်ဟာလေလုယာတင်းရဲ့တက်တာထဲမှာနေရာပေးတဲ့ဘုရားတင်းရဲ့တဲရာတွေကိုချဲ့ပေးပြီဘယ်လောက်တောင်ဖြစ်မလဲတင်းပဲမဟုတ်ဘူးတင်းရဲ့တိုးတွေနွားတွေတောင်စကြက်မြေတွေချဲ့ရတဲ့အထိဘုရားကောင်းချီးပေးလာမှာဒါကြောင့်ဘုရားနဲ့လှုပ်ဆောင်မဲ့အရာတိုင်းမှာဘယ်တော့မှကိုတော်နောက်မှတော့မပြောပါနဲ့ချက်ချင်းအတော့နေပြီးဖိတ်ခေါ်တတ်တော်သူဖြစ်ပါ2026ဒီကြီးမားမနေတင်းကိုဘုရား honor ဂုဏ်ပြုခြင်းနဲ့ပို့ဆောင်မနေ Praise the Lord အလိုက်တင်းတော့ honor ဂုဏ်ပြုခြင်းစခံရတော့မနေအာမင်ဒါကြောင့်ကျုပ်သက်တာထဲမှာနေ့ရက်စနေမနေ့ထားတဲ့ချိန်တိုင်းတခုခုစိတ်တကြချိန်မှဖြစ်ဖြစ်ဝမ်းတိုင်လဲဝမ်းတာပြီးဘုရားနောက်မှမဟုတ်အရင်ဆုံးဘုရားကို invite ဖိတ်ခေါ်တတ်တော်သူဝမ်းနေစေရှိလဲဘုရားအမြဲတမ်းနေရာပေးတတ်ခြင်းအပြင်2026တာမက generation to generation ခရစ်တော်မကြွလာခင်ကျိုးမျိုးဆက်တစ်ခုမှတစ်ခုဘုရားရဲ့မင်္ဂလာကျေးဇူးတော်နဲ့ဘုရားရဲ့ကြီးမားတဲ့အမှုတွေကိုလက်ဆင့်ကမ်းတော်သူတွေဖြစ်ဖို့ဒီနောက်ကပတ်တော်ဘုရားစတန်ခွန်အားပေးချင်တာဖြစ်တယ်ဘုရားရှင်ရဲ့စတန်ကောင်းချီးပေးပါစေ